Hello အားလုံးပဲမင်္ဂလာပါရှင်နီ story ရနေကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့ပြပြရှာဖို့မှာဘတ်ဂျက်မူကထားသွားစားမှာဖြစ်ပါတယ်သူကမူကထားအပြင်အေးပါပါပြီးစီးဆိုရင်158ဘတ်ပဲကျတယ်ဒီဆိုင်မှာကဝတ်သားတော်တော်ဆုံးနဲ့အသား quality လည်းကောင်းတယ်ပင်လယ်စာကတော့ဒိုရီငါးနဲ့ပြည်ကြီးငါးပဲပါတယ်ပဇွန်နီကနန်းရီတော့မပါဘူးပေါ့နော်ဒီမှာကချီလီဆော့အချိုရယ်အဆက်ရယ်စီဖူးဆော့ရယ်ဆိုပြီးသုံးလို့ရတယ်ချင်းမိုင်မှာဘေဘီရှာပူကဆိုင်ခွဲတွေအများကြီးရှိတယ်အားသာချက်ကတော့ဘယ်ဆိုင်မဲတော့ဒီအသားဒီ quality ပဲအဲ့တော့ကိုနဲ့နီးစပ်ရဆိုင်ကို Google Map မှာရှာပြီးတော့သွားစားလို့ရတယ်နော်ဒီကမူကထားဆိုင်တွေတော်တော်များက9နိုင်မှဖွင့်တာဒါပေမဲ့အခုသွားတဲ့ဆိုင်ခွဲကတော့24နိုင်ဖွင့်တယ်ဒီဆိုင်ကနှစ်ထပ်ရှိတယ်ပြီးတော့ဆိုင်ရှိတဲ့မှာပင်းမြစ်လည်းရှိတဲ့အတွက်ညနေပိုင်းသွားစားရင်ပေါ်တော့မှထိုင်ပြီးတော့မူကထားဆိုင်ရှုပ်ကင်းကြည့်လို့ရတယ်ဝဲအနေနဲ့ကတော့ဖျဲသီးနဲ့ရေခဲမုတ်ရတယ်။ရေခဲမုတ်ကချောကလက်ရယ်နှိုးရယ်ဆိုပြီးနှစ်ခုရှိရယ်။နှစ်ခုလုံးစားလို့ကောင်းတယ်။ဒီဆိုင်ဝဲတွေမှာပြင်ဆင်လာတာတွေတရှိတက်ရောက်တာတွေတော့တိတ်မျောနေလို့မရဘူး။ဒါပေမဲ့ဝက်သားကိုအဝါကျချင်နေဆိုရင်တော့လုံးဝတန်တယ်။ကဲအဲ့ဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်။ Bye bye